မက်ဒရစ်ကစားသမားတွေရဲ့စူးစမ်းမှုကိုမြင်ခဲ့ရတယ်။အက်ကလက်စီကိုဒါဗီပွဲကိုပဲနားထောင်ကျင်တဲ့သူတွေကစက္ကန့်40ကျော်ကိုကြော်ကြည့်ပေးပါ။ကျွန်တော်လေးရှည်စရာလေးရှိလို့ပါ။ဗီဒီယိုလေးနောက်ကျသွားတာနားလည်ပေးပါ။အားလုံးတောင်းဆိုနေလို့ဒီဗီဒီယိုကိုလုပ်ပေးခြင်းပဲအကြောင်းကြောင့်နောက်ကျသွားပါတယ်။ဒီဗီဒီယိုကနောက်ကျတာမှန်ပေမဲ့ဗီဒီယိုလေးတင်တိုင်းနောက်ကျနေတာက analysis ဗီဒီယိုတွေလောက်ရတာကအချိန်ပေးရလို့ပါ။ analysis ဗီဒီယိုတစ်ပုဒ်ဖြစ်ဖို့တော်တော်အချိန်ယူပြီးဗီဒီယို edit ရပါတယ်။ခုံပေါ်မှာခါးတစ်ညောင်းလောက်ရတာပါ။ပွဲပြီးသုံးသပ်ချက်တွေလို့တော့မမြန်ပါဘူး။ကင်မရာထောင်ပြီးပြောရင်တော့မြန်ပေမဲ့ဗီဒီယိုတွေနဲ့ပြရတာကိုပိုကြိုက်တာမို့ဒီလိုလုပ်ဖို့မဖြစ်နိုင်ပြန်ပါဘူး။တစ်ပတ်တည်းနှစ်ပုတ်ရှိရင်နောက်တစ်ပုတ်ကအလိုလိုနောက်ကျမှာပါ။တစ်ပတ်မှာအများဆုံးနှစ်ပွဲပဲလုပ်နိုင်လို့ဘယ်ပွဲလုပ်ရမလဲဆိုတာကိုလည်းရွေးချယ်ရပါတယ်။ပွဲတိုင်းမလုပ်ပေးနိုင်ပါဘူး။ဒါကိုနောက်တစ်ခါမရှင်းပြတော့တာမို့တစ်ခါလေးတွေ့ပြတာပါ။နောက်ပြီး United ပွဲကိုဦးစားပေးတင်တာက Man U fan ဖြစ်နေလို့မဟုတ်ပါဘူး။ channel တိုင်းကအပြိုင်ဆိုင်တင်ကြတဲ့အချိန်မှာ United video တော့ဘယ် video မှ view မရပါဘူး။ပြီးတော့ဒါကိုလည်းနားလည်ပေးစေချင်ပါတယ်။ Okay စကားရှည်သွားလို့စလိုက်အောင်ပါမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါဇာဗီလွန်ဆိုက Tactical Genius တယောက်လို့ဘောလုံးပွဲသုံးသက်သူတချို့ကဒီပွဲအပြီးမှာချီးကျူးကြပါတယ်ကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒီလိုဘာလို့ပြောကြလဲဆိုတော့လွန်ဆိုကသူ့ရဲ့ Tactical ကျွမ်းကျင်မှုကိုမကြာခဏချပြတယ်နောက်ပြီးဒီပွဲမှာလည်း Ancelotti လက်ထက်နောက်ပိုင်းနှစ်တွေမှာမနိုင်ခဲ့တာတွေကိုသိပြီး Ancelotti ရဲ့အမှားကိုဇာဗီလွန်ဆိုကရှာတွေ့ခဲ့တယ် Ancelotti ဘာစီလိုနာနဲ့ပတ်သက်ရင်ဘာမှားခဲ့တယ်လဲဆိုတာကိုရှာတယ်ဒီတော့ Ancelotti ရဲ့အမှားကိုသူကပြင်ဆင်ပြီးဘာစီလိုနာကိုအနိုင်ယူပြသွားပါတယ်ဒီဗီဒီယိုကိုအပိုင်း3ပိုင်းခွဲပြီးတင်ဆက်ပေးပါမယ်1ပွဲကြောင်းဒီပွဲနဲ့ပတ်သက်ပြီးပြောစရာတွေကများပါတယ်အာဆင်ဝင်ကတော့ဒီပွဲပေါ်ဒီလိုမှတ်ချက်ပေးခဲ့တယ်အက်ကလစီကိုကကလေးနဲ့လူကြီးကစားသွားသလိုပဲကြReal Madrid ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ကဘာစီလိုနာထက်ပိုပြီးတန်မာခဲ့တယ်။တိုက်စစ်ပိုင်းမှာဆိုရင်လည်း Madrid ကအမြဲတမ်းဂိုးသွင်းနိုင်တော့မဲ့ပုံစံရှိနေခဲ့ပြီးဘာစီလိုနာကသွားမရှိတဲ့သူတယောက်လိုပါပဲ။ဘောလုံးပိုင်ဆိုင်မှုအများကြီးရှိခဲ့ပေမဲ့ဂိုးရမယ်ဆိုတဲ့ပုံစံမျိုးဘယ်တော့မှမရှိခဲ့ပါဘူး။ဇာဗီလွန်ဆိုကတော့ကျွန်တော်ကတော့ credit ပေးချင်ပါတယ်တဲ့။ရစရာမရှိအောင်ဝေဖန်သွားခဲ့တယ်။ဒီလိုပြောရတဲ့အကြောင်းလည်းရှိတယ်။ပြီးကြရင်ကျွန်တော်ရှင်းပြပါမယ်။နောက်ပြီး Ramen ကဘာနီ views ကခက်ခဲသလားလို့မင်းမေးလိုက်တာလား။ကောင်းဒီကွင်းကြီးကငါတို့ဘာစာအတွက်မခက်ခဲပါဘူးနောက်ဆုံးအချိန်ကစားခဲ့တော့ငါဂိုးသွင်းပြီးအသင်းကလည်း၄ဂိုးမရှိနဲ့နိုင်ခဲ့တာလေပွဲမစခင်မှာဒီလိုစကားတွေပြောခဲ့တယ်ဒါကြောင့်လဲအက်ကလစီကိုပွဲမတိုင်ခင်အာချောင်ခဲ့တဲ့ဒဏ်တွေကိုရာမက်တယောက်အလူးလဲခံနိုင်ရပါတယ်ပွဲကစားချိန်အတွင်းခြေစွမ်းမပြနိုင်ခဲ့ပဲ Real Madrid ကစားသမားတွေကသူ့ကိုခွင့်ရေးလုံးဝမရအောင်လုပ်သွားခဲ့ပါတယ်ရာမယ်ကတွင်းဂိုးနဲ့ဖန်တီးမှုအသာထားလို့ဂိုးပေါက်တဲ့ကန်ချက်တောင်မရလိုက်ဘူးဒီတော့ပွဲပြီးတော့တနိုင်ငံနဲ့သာစပိန်အသင်းရဲ့စီနီယာကစားသမားဖြစ်တဲ့Cavalier ကမင်းစကားများလို့ねပြောချင်တာရှိရင်အခုဒီမှာပြောလိုက်နောက်ပြန်မစုံနဲ့ဆိုပြီးပြောလိုက်တော့ Ramen ကအပြင်မှာတွေ့ပြီးရှင်းရမလားဆိုပြီး Cavalier ကိုပြေးသွားလို့သင်းပေါ်တွေဝိုင်းဆွဲရတဲ့အထိဖြစ်ခဲ့တယ် Ramen ကသူပြောခဲ့တာတွေအတွက်သူပြောခံရတာတော့မခံနိုင်ဖြစ်နေတယ်လို့လူမှုကွန်ရက်တွေမှာလှောင်ပြောင်ခံနေရပါတယ် Ramen ကဒီပုံစံဒီချိုးဖြစ်နေတာသူ့မိဘတွေကြောင့်လည်းပါပါတယ်သူ့ဖေကအိမ်မှာချက်ပြုတ်နေတဲ့အချိန် live လွှင့်ပြီးကျွန်တော်ကတော့ဒီမှာချက်ပြုတ်နေပြီကျွန်တော်သားကတော့ Barney Views မှာသူတို့ကိုချက်ပြုတ်လိမ့်မယ်လို့ပြောခဲ့တယ်ရှုံးတော့မှ Ramen ဖေကကျွန်တော်သားကအခုမှ16နှစ်ပဲရှိပါသေးတယ်ဆိုတဲ့တပြားဟောင်းကြီးဖွင့်ပြီးတားဖြစ်သူကိုကာကွယ်ပေးနေတယ်နောက်တစ်ယောက်ပြောချင်တာက Vini ကပွဲအတွင်းမှာလူစားလဲခံရတော့လူရထက်ပိုပေါက်ကွဲနေတယ်ကျွန်တော်မရှိမှပဲအသင်းကပိုကောင်းသွားမယ်ဆိုရင်ကျွန်တော်ထွက်သွားပေးပါမယ်လို့ Vini Chef ကပြောသွားခဲ့ပါတယ်ပွဲချိန်82မိနစ်အရောက်မှာနီးပြအလွန်ဆိုက Vini ရဲ့နေရာမှာ Rodrigo ကိုဝင်စားစီခဲ့ပါတယ်လူစားလဲလိုက်ချိန်မှာတော့ Vini ကကျွန်တော်ပဲလားအမြဲတမ်းကျွန်တော်ကြီးပဲလားဟုတ်လားကျွန်တော်မရှိတော့မှအသင်းကပိုကောင်းလာမယ်ဆိုရင်ကျွန်တော်ထွက်သွားလိုက်မယ်လို့စောရကတက်ခဲ့ပြီးအရန်ကုန်မှာမထိုင်တော့ပဲအဝေးလဲကန်းတွေကိုတောင်းဝင်သွားခဲ့ပါတယ်ခဏကြာမှသာအရန်ကုန်တန်းကိုပြန်ရောက်လာခဲ့တာပါနီးပြလွန်ဆိုကတော့ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီး Vini ကိုစကားပြောသွားမယ်လို့ဆိုခဲ့ပါတယ် Vini အနေနဲ့အသင်းလဲအနိုင်ရနေချိန်မှာတခြားကစားပေါ်တွေအတွက်ကစားချိန်မိနစ်ပေးတာကိုလက်ခံသင့်ပါတယ်ဘာလို့လဲဆိုတော့သူကစားနေတာ real ဖြစ်နေပြီးသူ့လိုပဲထိတ်တန်းကစားသမားတွေရန်ကုန်မှာရှိနေတာကြောင့်ပါပဲစပိန်မီဒီယာတွေကတော့ Vini ရဲ့ကလေးဆန်မှုကိုအသင်းဘက်ကတင်းခံကြတော့ရင်လမ်းခွဲတစ်ခုကိုမြင်တွေ့ရနိုင်တယ်လို့ရေးသားထားခဲ့ပါတယ်။တကယ်ဆိုမဖြစ်တင်ဘူးပွဲချိန်82မိနစ်ဒါကကစားသမားကောင်းတွေကိုလဲတဲ့အချိန်ပွဲချိန်မိနစ်60နောက်ပိုင်းလဲရင်ဒါကလိုလို့လဲတာမဟုတ်ဘူး။နီးပြမှာလည်း view ဟာဆိုတာရှိတာပဲ။ Nice နဲ့ရလဲတာလည်းဖြစ်နိုင်တယ်။အရန်ကုန်မှာထိုင်နေရတဲ့ Rodrigo ကမပေါက်ပွဲရအောင်သူကပဲပေါက်ပွဲပြတယ်။တခြားကစားသမားတွေလည်းအခွင့်အရေးရတဲ့နာပဲ။ဒီလိုမဖြစ်တင်။ Vini က Ancelotti လက်ထက်မှာအလိုလိုက်ခံရတဲ့ကစားသမားဖြစ်တော့ပွဲချိန်ပြေကစားရတဲ့ကစားသမားလည်းဖြစ်တော့အခုလိုအချိန်ကြာဒီလိုဖြစ်တာစမ်းတော့မစမ်းပါAncelotti က Vini ခြေစွမ်းပြနိုင်တဲ့ပွဲတော်ပေးသုံးတယ်နှစ် analysis Real Madrid ကဒီပွဲမှာ4-1ဆိုတဲ့ပုံစံနဲ့ပွဲထွက်လာခဲ့တယ်တိုက်စစ်မှာပါပေနဲ့အဲ့ဒီနောက်မှာ Bellingham, Camavinga, Arda Güler နဲ့ Vini တို့ကိုထားခဲ့တယ် single pivot ပဲသုံးခဲ့ပြီး Tchouaméni ကိုထားခဲ့တယ်ဘာစီလိုနာဘက်က4-2-3-1ကိုသုံးလာခဲ့ပြီး
AMF မှာ Lopez နဲ့တောင်မနှစ်ဖက်မှာ Raffo Romero ကိုသုံးခဲ့ပါတယ်။ Double pivot မှာ Petri နဲ့ De Jong တို့ကိုထားခဲ့ပါတယ်။ဒီပွဲမှာရိုးရှင်းသလိုနဲ့မရိုးရှင်းတဲ့ပွဲပါ။ဒီပွဲက view ဟာပိုင်းကစားသမားတွေရဲ့အရေးချင်းဓာတ်ရီပေါင်းဆက်ထားတဲ့ပွဲဖြစ်တယ်။ Madrid ဘက်ကလူကျွန်လို့ပယ်ဖြတ်ခံရတဲ့နှစ်ကို penalty လွဲခဲ့တဲ့တကူအပါဝင်တချို့အခွင့်အရေးတွေ Madrid ကစားသမားတွေအသုံးမချနိုင်ခဲ့လို့မဟုတ်ရင်ဒီထက်ဂိုးပြတ်သွားနိုင်ပါတယ်။ Madrid ဘက်ကဘာကြောင့် view ဟာပိုင်းကောင်းခဲ့တယ်လဲ။အာဆင်ဝင်ကဘာကိုဆိုလိုခဲ့တယ်ဆိုတာကိုရှင်းပြပါမယ်။ဒီပွဲမှာ Madrid က4-1-4-1သုံးလာတာကအကြောင်းရှိပါတယ်။ Chouamani ကိုအရှင်ကစားခိုင်းတာပါ။ Off the ball မှာ Madrid ကAracula ကဒီလိုရှေ့တက်လာပြီးသူ့နေရာကို Chouamani ကဖြည့်ပါတယ်။ဒီတော့4-4-2ဖြစ်သွားပါတယ်။ဒီလိုပုံစံနဲ့တစ်ဖက်ကဘာစီလိုနာကစားသမားတွေကို 1vs1 ဖိအားပေးထားပါတယ်။ဒီလိုတစ်ဖက်ခံစစ်ကနေဘောလုံးမထွက်လာနိုင်အောင်ရှေ့ထိတက်ပြီးဖိအားပေးပါတယ်။ဒီတော့ဘာစီလိုနာလှုပ်ရှားကဘေးကကစားသမားဒီကစားသမားတွေကိုပဲပေးလို့ရမယ်။ဒီတော့ပေးလိုက်တယ်။အဲ့ဒီကစားသမားတွေကိုလည်းဒီမှာ 1vs1 ဘယ်လိုကတ်ထားသလဲဆိုတာကိုမြင်ရမှာပါ။ဒီမှာစွန်စားပြီးပေးလိုက်တော့ဘောလုံးပြတ်ဖို့ပဲရှိပါတယ်။ဒီတော့နောက်ဆုံးဘာလုပ်ရမလဲဆိုရင်တိုက်စစ်က Ferran Torres ကဒီလိုကွင်းလဲတဲ့စင်ပြီးဘောလုံးဆင်းတော့ပါတယ်။ဒီမှာဒီလိုပေးဖို့အတွက် Raffo ပြေးပြီးမဲ့ထပ်ပြတ်ပါတယ်။ဒီအလုံးမျိုးလွတ်သွားရင် share ပါပဲ။ဒါပေမဲ့ Madrid ကဒါကိုကြိုးတွက်ပြီးသားမို့စနစ်တကျတားဆီးနိုင်ခဲ့ပါတယ်။ဘယ်ချမ်းကဘောလုံးမထွက်လို့ညာချမ်းကိုဘာစီလိုနာတို့ပြောင်းကစားပါတယ်။ဘောလုံးရှေ့ရောက်ဖို့အတွက်ဒီမှာဆိုရင် Rameva ဆင်းလာတာကိုတွေ့ရပါတယ်။နောက်ပိုင်းဘာစီလိုနာက highline တင်ကစားလာပါတယ်။ဒါကရှင်းပါတယ်။ဘာစီလိုနာတို့လုံနေကြပါပဲ။ Madrid ကခေတ်ဆက်ဆက်အပြေးမြန်တဲ့ကစားသမားတွေများလို့အမြဲတမ်းကောင်တာပဲကစားပါတယ်။ဒါကိုလူကြုံဖမ်းဖို့ဘာစီလိုနာကအမြဲလုပ်ပါတယ်။ဒါကြောင့်လဲဒီပွဲက3ဂိုးမှာ2ဂိုးလူကြုံခဲ့တာပါ။ဒီမှာ highlight တင်ပြီးကွင်းတစ်ခွက်ထိ PR ပေးဖို့ဘာစီလိုနာတို့ကြိုးစားလာခဲ့ပါတယ်။ဒီမှာဆိုရင်3-5ဆိုတဲ့ပုံစံထိကို PR ပေးခဲ့တာပါ။ဒါပေမဲ့ဖိထားတာပဲရှိပြီးဘာမှလုံးမရပါဘူး။ဒါကဘာကိုပြောချင်တာလဲဆိုရင် Madrid ကစားသမားတွေက 1vs1 marking ကပ်ဖို့အမြဲတတိရှိခဲ့ပါတယ်။စနစ်လည်းကြပါတယ်။ဒီမှာဆိုရင်တောင်မန်ကိုပေါ်လုံးပေးလိုက်တဲ့ချိန်ဘာစီလိုနာဒီကစားသမားက area တွေကိုပြေးမှုလုပ်ပါတယ်။ဒီမှာဒီကစားသမားကမပြတ်မကွက်လိုက်သွားလို့ပေးလို့မရဘူး။ဒါကြောင့်နောက်ပြန်ပေးတယ်။နောက်ပြန်ပေးပြီးသူကဒီကြားတွေကိုပြေးဝင်တယ်။ဒီမှာသူ့ဘေးနာက Madrid ကစားသမားကသူ့ကိုလူကတ်ထားဖို့မပြတ်ခွက်ခဲ့ဘူး။ဒီမှာလည်း Bellingham ကဒီကစားသမားကိုဖိအားပေးတယ်။ဒီတော့ပေးလို့မရတော့လို့နောက်ကိုပဲပေးတယ်။ဒီမှာ Vini ကပြေးခဲ့တယ်။ဒီမှာ Conte စီရောက်လာတယ်။ဒီဘက်ချမ်းကဖောက်ဖို့လုပ်တော့လေအားလုံးက 1vs1 တေချာကတ်ထားတာကိုတွေ့ရတယ်။ဒီလိုနဲ့အလုံးမဖြစ်ပဲဟိုဘက်ကဖောက်လိုက်ဒီဘက်ကဖောက်ဖို့ကြိုးစားလိုက်နေဒီနားမှာပဲလဲနေတယ်။နောက်ပြီးဒီမှာကန်စစ်3ယောက်နဲ့ highlight တင်ကစားတဲ့ချိန်အာရာဂူလာ Chouamani နဲ့ Garcia တို့က 1vs1 မဖြစ်မနေပြေးကတ်ထားတာကိုတွေ့ရတယ်။ဒီလိုစနစ်ကြခဲ့လို့ဘာစီလိုနာတို့ထိုးဖောက်ခက်ခဲ့တယ်။ဒါကနီးပြူအပိုင်းဒိုက်စစ်စင်တာကတော့ Madrid တို့ထုံးစံအတိုင်းပဲ counter attack situation တွေကနေပဲစတယ်။ဒီမှာပြောချင်တာကကစားသမားအရေးသွေးပိုင်းမှာပွဲတစ်ပွဲမှာနီးပြရဲ့ view ဟာတစ်ခုတည်းကအရေးကြီးတာမဟုတ်ပဲကစားသမားရဲ့အရေးချင်းကလည်းအရေးကြီးတယ်။ဒါကြောင့် world class ဆိုတာပေါ်လာတာပါ။ဒီမှာဆိုရင်ဘာစီလိုနာကတစ်ချိန်လုံး Madrid player တွေကိုလူကြုံအောင်လုပ်ဖို့ကြိုးစားခဲ့တာကိုတွေ့ရတယ်။ပထမအလုံးမှာဆိုရင်လည်းဘာဘီကန်သွားတာတော်တော်လေးကောင်းတယ်။ဒါပေမဲ့ဂိုးမရလိုက်ဘူး။ Madrid ရခဲ့တဲ့ပထမဂိုးမှာဆိုရင် Bellingham ကိုအတော်လေးချီးကျူးခြင်းတယ်။သူကရွေရှားမှုတသေးလေးတွေလုပ်ခဲ့တယ်။သူ့ကိုဘောလုံးပေးတော့မယ်ဆိုတာသိတဲ့ချိန်သူကပြေးတော့မဲ့ပုံစံပြတယ်။ဒီတော့ဘာစီလိုနာခံစစ်ကစားသမားကသူ့စိတ်ထဲ confuse ဖြစ်သွားတယ်။စိတ်ရှုပ်ထွေးသွားတယ်။ Bellingham ရဲ့ body movement ကြောင့်ဒီဘက်မှာသူကြံနေခဲ့တယ်။ Bellingham ကနောက်ကိုဆင်းပြီးဘောလုံးဆင်းယူလိုက်တယ်။ဒီမှာဒီကစားသမားကသူ့စီပြေးလိုက်ရမှာဒါပေမဲ့ဘောလုံးပေးတဲ့ပုံစံဖြစ်လို့တောင်မန်ကပြေးသွားတဲ့ကစားသမားကိုပဲ 2vs1 ပြေးကပ်ဖို့လုပ်တယ်။ဘေးကတယောက်လိုက်တယ်။ရှေ့ကနေတယောက်ကပိတ်ဒါကိုတီးလိုက်ခြင်းပဲBellinghamကသူ့နောက်မှာလည်းကစားသမားတယောက်ပါလာလို့အဲ့ဒီကစားသမားကိုပခုံးချင်းနှိပ်ပြီး body feint နဲ့လှည့်ထွက်လာတယ်။ Messi လို့သလိုမျိုးပေါ့။ဒီ situation မှာသူပေးရမယ့်လူတွေများသွားပြီး3ယောက်လောက်ရှိသွားတယ်။ဘာဘီကသေချာပေါက်ဒီလွတ်နေတဲ့ box တဲကိုပြင်းဝင်ပြင်နေပြီဖြစ်တယ်။ဒီကစားသမား3ယောက်ထဲမှာသူတယောက်ပဲအစင်နဲ့အနေတာဖြစ်နေ။ဒါကြောင့်ပဲBellinghamကသူ့ကိုပေးဖို့ဆုံးဖြတ်လိုက်တယ်။ဘာဘီဘောလုံးကိုအပြင်ကျင်နဲ့ထိန်းရမှာလဲသိတတ်တယ်။ဘောလုံးကအပြင်ကိုထွက်မသွားဘူး။ first touch ကောင်းမွန်ခဲ့တယ်ဒီလိုပွဲမျိုးမှာအခွင့်အရေးများများဆက်ရမှာမဟုတ်ဘူးဆိုတာသူသိတယ်သူကဘောလုံးကိုတေးသက်ထိန်းပြီးတေးသေးချာချာကန်သွားတယ်ဒီမှာပထမကိုရတယ်ဘာဘီရဲ့ဘောလုံးထိန်းပုံကန်သွင်းပုံကလည်းကမ္ဘာအဆင့်ပဲသူလည်းနောက်ပိုင်း Ronaldo နဲ့တူလာဂိုးသွင်းဖို့ဦးစားပေးလာပြီးဂိုးသွင်းတဲ့အပိုင်းမှာလည်းပိုကောင်းလာတယ်ပိုတိကျလာတယ်ပိုပညာသားပါလာတယ်ဘာစီလိုနာတို့ပြန်ရသွားတဲ့ဂိုးက Madrid ရဲ့အမှားကြောင့်ရသွားတာဒီမှာဒီကစားသမားကအရှိမပေးစရာလူရှိပါရဲ့နဲ့ဂိုးသမားကိုပြန်ပေးတယ်တကယ်ဆိုသူပေးလို့ရတဲ့ကစားသမားတွေဒီမှာ3ယောက်တောင်ရှိဒါကပထမအမှာဂိုးသမားကဘောလုံးလက်ခံတဲ့အချိန်မှာသူ့ရှေ့မှာပေးစရာကစားသမား3ယောက်ရှိကန်တင်လဲရတယ်ဒါပေမဲ့အနည်းဆုံး
မီလီတာကိုပေးလိုက်တယ်အဲ့ဒါကဒုတိယမှာပဲဘာလို့လဲဆိုတော့သူ့ကို pressure ပေးမယ်ဘာစီလိုနာကစားသမား2ယောက်တောင်ရှိတယ်2-1အချိန်မီလီတာကလည်းဒီဘက်ကိုပေးလို့ရပြီမယ်အာရာကူလာဘောလုံးစင်းတောင်းတာကိုသူမသိဘူးကိုသမားကိုပဲပြန်ပေးဒါကတက်ရမှာကိုသမားစီကကြတော့အာရာကူလာကိုပေးလို့မရတော့သူ့ရှေ့မှာတယောက်နီနီဖက်ကရှိဒါကြောင့်တောင်းကစားသမားကိုပေးလိုက်ဒီမှာအဲ့ဒီကစားသမားရဲ့ person line အားလုံးပိတ်ခါရဒီတော့သူပေးလို့ရတဲ့သူကအာရာကူလာတယောက်ပဲရှိတော့ဒါကသူ့မှာမဟုတ်သူကအာရာကူလာကိုပေးပြီးဒီရှေ့ကိုပြန်ပြေးဖို့လုပ်တယ်ဒါပေမဲ့အာရာကူလာဘောလုံးလက်ခံချိန်မှာသူ့မိနာကစားသမားရဲ့နဲ့သူ့ချာမှာ9မီတာကနေ17မီတာလောက်ပဲဝေးတော့တယ်နောက်ဆုံးသူဘေးပတ်လည်မှာပိတ်သွားပြီးအာရာကူလာကဘာစီလိုနာကစားသမား6ယောက်ရဲ့ present zone ထဲမှာအချိန်တွေကလည်း6-4အချိန်တွေဘောလုံးပြတ်သွားပြီး ref 4ကပေးတာကို Fernando Lopez ကပိတ်လိုက်တယ်1-1မှာဒီမှာ Madrid ရသွားတဲ့ဒုတိယကို previous 2အချိန်တွေဖြစ်တဲ့အတွက်မတက်နိုင်လို့ over အထိခံပြီး Patrick အင်ကြီးဆွဲလိုက်ရအဲ့ဒီကနေပြည့်တယ်မော်ရတယ်တောင်မန်ကိုdiagonal pass ပေးလိုက်တယ် Vinny ပြန်ပေးလိုက်ချိန်ဒီမှာ space အချိန်ဒီမှာ Vinny ပေးတာနည်းနည်းများတော့လို့တစ်ဖက်ကတိုက်များတော့လို့ပြန်ချပေးလိုက်တယ်အဲ့ဒီကစားသမားစီကိုဘာစီလိုနာကစားသမားတွေအားလုံးပြေးသွားတယ်အဲ့ဒါအပြဿနာပဲဘယ်လင်ဟန်ကိုကတ်ထားတဲ့သူမရှိတော့ဘူးဒီတော့ဘယ်လင်ဟန်ကပိတ်သွင်းလိုက်တယ် 2-1 ဒီတော့အချုပ်ပြောရရင်ဘာစီလိုနာကမက်ဒရစ်ကိုကောင်တာပြန်ကစားမရအောင်လူဂျွန်ဖမ်းဖို့ပဲလုပ်တယ်နှစ်ကိုခွင့်မပြုခဲ့ရဘူးဆိုတော့အောင်လဲအောင်မြင်ခဲ့တယ်တကူပေးရတာတော့ပြဿနာမဟုတ်အရင်ပွဲမှာဆိုရင်မက်ဒရစ်အသင်းကဘာဘေးကhat-trick တောင်ပေးသွင်းခဲ့သေးရပဲဒါပေမဲ့အဆုံးမှာနိုင်တယ်မက်ထရစ်တိုက်စစ်ကိုလူဂျွန်ဖမ်းကစားတယ်ပေးရတာရှိသလိုဖမ်းမိတာလည်းရှိမယ်ပြဿနာမဟုတ်မက်ထရစ်တိုက်စစ်ကိုလုံးဝကြီးကိုမပေးရဘူးစိတ်မပူထားဘူးစိတ်ကူးလို့လည်းမရအောင်ဒါကိုသိဒါပေမဲ့တိုက်စစ်ကဂိုးတွေပြန်သွင်းပြီးအနိုင်ယူလိုက်တယ်ဘာပဲဂိုးမသွင်းခဲ့တဲ့ပွဲကတိတ်မရှိခတ်တာကဒီပွဲကြတိုက်စစ်ကအရင်လိုဂိုးမရတော့တာပဲဘာလို့လဲဆိုတော့ခန်းစစ်ကအပေါ်မှာရှင်းပြခဲ့တယ်လို့စနစ်တကျလူကစားခဲ့တယ် 1vs1 တွေတတိကြီးကြီးနဲ့ကစားခဲ့တယ်ဒါကဒီနိုင်ပွဲရဲ့အဓိကအချက်ပါပဲ3ချီကျူးရမယ်သူများဒီပွဲမှာမက်ဒရစ်ဘက်ကဘယ်လင်ဟန်ကိုချီးကျူးကြပါတယ်ဒီလိုနှစ်ဖက်စလုံးကစားသမားကောင်းတွေကြီးပဲပါတဲ့ပွဲမျိုးမှာဒီလို world class အဆင့်ကစားသမားတွေကိုလိုအပ်တယ်ဆိုတာပြသွားခဲ့ပါတယ်ဒါကဘောလုံးကိုအုံနောက်သုံးပြီးကစားတာပါနောက် penalty လွယ်ခဲ့ပေမဲ့ဘာဘေးရဲ့တစ်လုံးဆိုတစ်လုံးတီးကြတဲ့အဆုံးသက်စွမ်းရည်ကိုချီးကျူးကြပါတယ်ခန်းစစ်ကမီလီတာအိုနဲ့နီးပြအလွန်ဆိုကိုချီးကျူးကြပါတယ်ဘာစီလိုနာဘက်က rating 9 အောင်ရခဲ့တဲ့ကိုသမားကလွယ်ရင်ချီးကျူးစရာမရှိပါဘူးပြောစရာတွေရမ်းများလို့ဗီဒီယိုရှည်တော့မှဆိုလို့အဓိကအချက်တွေပဲပြောလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ video rating survey ဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်း video တွေ technical analysis video ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ